နေ့ကတော့ပြီး44လုံးရဲ့အတန်အလဲတန်အနှိမ့်တန်အမြင့်တန်ဆိုပြီးတော့3တန်ခွဲထားသေးပါတယ်အဲ့ဒါကိုသိတယ်ဆိုရင်အဲ့ပြီး44လုံးကိုလည်းကိုခိုင်းပြီးအတန်ထွက်တွေကိုလည်းတိတ်ချသိပြီဆိုရင်ထိုင်းစကားကိုပို့ပြီးပြီးသားနိုင်ပါတယ်ဒီဗီဒီယိုကိုပထမကြည့်ရလို့ဆိုရင်အရင်ပြီး44လုံးရဲ့အတန်21တန်ခွဲထားတဲ့ကိုအရင်သွားကြည့်ပါပြီးမှဒီဗီဒီယိုလေးကိုထပ်လာကြည့်ပါနော်အားလုံးပြီး44လုံးမှာအတန်ပေါင်း21တန်ရှိပါတယ်21တန်ကိုမှအမြင့်တန်အနှိမ့်တန်အလဲတန်ဆိုပြီးတော့3တန်ခွဲထားသေးပါတယ် ready ဖြစ်ပြီဆိုရင်တော့ဘလို့3တန်ခွဲလဲဆိုတာတွားကြည့်ကြရအောင်ပထမဦးဆုံးအနေနဲ့အလဲတန်ကိုအရင်ပြောပါမယ်အလဲတန်ဆိုရင်ထိုင်းလိုอักษรกลางอักษรกลางအလဲတန်ကအားလုံး6လုံးရှိပါတယ်အလဲတန်ကကြတော့ကိုပုံမှန်စကားပြောတဲ့အတန်အနေထားဖြစ်ပါတယ်6လုံးမှာกอไก่กอไก่จอจานจอจานดอชะดาดอชะดาตอปะตะตอปะตะดอเด็กดอเด็กตอเต่าตอเต่าบอใบไม้บอใบไม้ปอปลาปอปลาออ่างออ่างအဲ့ဒါကအလဲတန်မှာနောက်တစ်မျိုးကအမြင့်တန်ဆိုရင်ထိုင်းလို့อักษรสูงอักษรสูงအမြင့်တန်ကအားလုံး17လုံးရှိပါတယ်ဘာတွေပါလဲဆိုတော့ขอไข่ขอไข่အတန်မြင့်ပါတယ်เนาะขอขวดขอขวดชอชิงชอชิงถอฐานถอฐานถอถุงถอถุงฝอฝาฝอฝาผอพึ่งผอพึ่งสอศาลาสอศาลาสอลือสีสอลือสีสอเสือสอเสือหอหิบหอหิบအဲ့ဒါအမြင့်တန်ဆိုရင်ကိုအိတ်ပြီးတစ်လုံးကိုထွက်လိုက်ပြီဆိုတော့အတန်ကိုမြင့်ပြီးထွက်မှမှန်မှာဖြစ်ပါတယ်နောက်တစ်မျိုးကတော့အနှိမ့်တန်ဖြစ်ပါတယ်အနှိမ့်တန်ကอักษรต่ำอักษรต่ำအားလုံးပေါင်း24လုံးရှိပါတယ်အနှိမ့်တန်ကဘာတွေပါလဲဆိုတော့คอควายคอควายသူကအတန်ကိုနှိမ့်ပြီးပြောရပါတယ်เนาะဒီစလုံးကိုထွက်တယ်ဆိုရင်အတန်ကိုနှိမ့်ပြီးပြောရပါတယ်คอควายคอควายคอคนคอคนคอละคังคอละคังงองูงองูชอช้างชอช้างซอโซ่ซอโซ่ชอกระเชอชอกระเชอชอเชออะไรပြောတယ်เนาะชอเชอยอผู้หญิงยอผู้หญิงทอนามนโททอนามนโททอผู้เฒ่าทอผู้เฒ่านอเนนนอเนนทอทหารทอทหารทอธงทอธงนอหนูนอหนูพอพานพอพานฟอฟันฟอฟันพอสำเภาพอสำเภามอม้ามอม้ายอยักษ์ยอยักษ์รอเรือรอเรือลอลิงลอลิงวอแหวนวอแหวนลอจุลารอจุลาနောက်ဆုံးတစ်လုံးကဟောနုฮูกဟောနုฮูกဒါကတော့အနှိမ့်တန်24လုံးဖြစ်ပါတယ်အဲ့တော့အလဲတန်နဲ့အမြင့်တန်ကိုကိုမှတ်ထားတယ်ဆိုရင်ကျန်တဲ့ဟာတွေကအနှိမ့်တန်ဖြစ်ပါတယ်ဘာဖြစ်လို့အတန်တွေကအရေးကြီးတာလဲဆိုရင်ကိုကဒီလိုအမြင့်တန်အနှိမ့်တန်အလဲတန်ကိုထွက်နိုင်မှသာထိုင်းစကားကိုပြီးတော့ပြတပြောနိုင်မှာဖြစ်ပါတယ်အဲ့တော့အခုပြောနေတဲ့အတန်တွေထွက်နေတဲ့အတန်တိုင်းကိုတစ်လုံးချင်းစီအတန်လိုက်ထွက်ကြည့်ပါလိုက်ပြောကြည့်ပါပြီးရင်ဒီ44လုံးကိုအလွတ်ချက်ပါအတိတ်ပဲကို
အတန်ထွက်ကောသိအောင်လုပ်ပါအဲ့ဒါဆိုရင်နောက်တစ်ဆင့်ထိုင်းစလုံးပေါင်းတာတွေကိုပိုလွယ်လွယ်ကူကူနဲ့ပေါင်းနိုင်ပါတယ်အတန်ထွက်သိနိုင်ပါတယ်ရှင်အခြေခံတက်ဗီဒီယိုလေးဖြစ်ပါတယ်ဘယ်ကနေစတင်ရမလဲမသိတဲ့လူတွေအခြေခံကနေသင်ချင်တယ်ထိုင်းစာဝတ်စကားဝတ်တက်ချင်တယ်ပြပြတတ်ပြောချင်တယ်ဆိုရင်တော့ဒီလိုအခြေခံလေးကနေပြီးတော့တစ်ဆင့်တွေသွားပါအဲ့ဒါဆိုရင်ထိုင်းစကားကိုပို့ပြီးတော့ပြပြတတ်ပြောနိုင်ပါတယ်ဗီဒီယိုလေးကအကျိုးရှိတယ်ဆိုရင်တခြားလူတွေကိုလည်းမျှဝေပေးပါ save ထားပါထပ်ခါလိုက်ပြောပါလိုက်မှတ်သားပါနောက်ထပ်ဗီဒီယိုလေးတွေမှာတလားတွေစလုံးပေါင်းတာလေးတွေသင်ပေးပါမယ်ညီမနဲ့အတူနောက်တစ်ဆင့်ကိုသွားဖို့ကြိုးစားကြပါနော်